ဗန်ကိုရှုံးခဲ့တာအဆုံးသတ်မဟုတ်ဘူးခီးရှိတစ်ခုရဲ့ဂျာကာလာဆိုပြီးတော့ B4B အဆင့်တင်နေရာကိုရရှိဖို့ရည်မှန်းနေတဲ့ပန်တို့ကြောင့်ပြည်သူများအလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောကျောင်းတင်ဆက်နေပါသည်တိုက်ခိုက်လောကမှာရှုံးနေခြင်းဆိုတာတိုက်ခိုက်သမားအများစုအတွက်အိမ်မက်ဆိုတစ်ခုဖြစ်ပါသည်ဒီသဖြင့်တော့ကိုကချန်ပီယံတယောက်ဖြစ်ပြီးတော့လူငယ်သွေးသစ်တယောက်ကိုရှုံးနေလိုက်ရတဲ့အခါအများစုကအနားယူဖို့ retirement ဒါမှမဟုတ်ရောကြလာတဲ့စွမ်းဆောင်ရည်ကိုလက်ခံဖို့စဉ်းစားတတ်ကြပါသည်ဒါပေမဲ့လက်ဆန်ဒရပန်တို့ကြားကတော့မတူပါဘူးဂျူရှိုဘန်ကိုရှုံးနေခဲ့တဲ့ပွဲပြီးမှသူပြောလာခဲ့တဲ့စကားတစ်ခုကပရိသတ်တွေကိုကြက်တင်းထားသွားစေခဲ့ပါသည်ကျွန်တော်က B4B နံပါတ်1 B4B ကင်းဖြစ်ချင်ပါသည်ကမ္ဘာကောင်းဆုံးတိုက်ခိုက်သမားဖြစ်ချင်ပါသည်ခုချိန်မှာချန်ပီယံကောင်းတွေအများကြီးရှိတာကြောင့်အရာကိုအောင်နိုင်မှုအရန်ခက်ခဲပါသည်အဲ့ဒါကကျွန်တော်ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ပါသည်ဒါကကျွန်တော်ဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူးခရီးရှည်တစ်ခုကိုပဲဆိုလိုတာပါဆိုပြီးတော့ပန်ဒိုဂျာကပြောလာခဲ့တာဖြစ်ပါသည်ဒီစကားကတမန်ကရှန်ကာပြောလိုက်တဲ့စကားမဟုတ်ပါဘူးသွေးမြေကြနေတဲ့ကြားကနေထွက်ပေါ်လာတဲ့စစ်တီတော်တယောက်ရဲ့ဝန်ခံချက်လေးဖြစ်ပါသည်ဓမ္မဆုံးအနေနဲ့ဒီပွဲရဲ့နိုင်ရရှိသူဂျူရှွာဘန်အကြောင်းကိုမပြောမဖြစ်ပြောရပါလိမ့်မယ်မြန်မာပရိသတ်ရဲ့တဲတဲလှုပ်ချစ်ခင်ခြင်းကိုခံရတဲ့ဒီကောင်လေးက UFC Flyweight တန်းရဲ့ဘရင်တင်လောင်းတူဖြစ်လာခဲ့ပါပြီ။ဘန်ဒိုဂျာလိုတမဏိမေယိုပိုင်ရှင် grappling ကျွမ်းကျင်သူကိုအနိုင်ယူနိုင်တာကဗန်ရဲ့တိုးတက်လာတဲ့စွမ်းရည်နဲ့တည်ငြိမ်မှုကိုပြသနေတာဖြစ်ပါရီ။ဒီပွဲဟာမီရှူတိုင်းလက်ဆင့်ကမ်းတဲ့ပွဲလို့ဆိုနိုင်ပါရီ။ဘန်ဒိုဂျာကခေဟောင်းရဲ့အကောင်းဆုံးဆိုရင်ဗန်ကခေတ်ရဲ့ကိုစားပြုသူဖြစ်ပါရီ။ဗန်ရဲ့နိုင်ပွဲကဘန်ဒိုဂျာကိုနိုင်ဖို့ဖိအားမပေးခဲ့ပေမဲ့ဘန်ဒိုဂျာရဲ့ပြန်လာမဲ့လမ်းကိုပိုကြမ်းတမ်းသွားစေခဲ့တာကတော့အမှန်ပဲဖြစ်ပါရီ။ဘန်ဒိုဂျာပြောသွားခဲ့တဲ့ P4P ကင်းပေါင်4ပေါင်ကင်းဆိုတာကိုလေးချင်းမတူညီတဲ့ဝေတန်အားလုံးရဲ့ကစားမများအားလုံးထဲမှာအကောင်းဆုံးလို့သတ်မှတ်ခြင်းခံရခြင်းဖြစ်ပါရီလက်ရှိ UFC မှာ Islam Makhachev, Ilia Topuria တို့လိုနဂါးကြီးတွေကြီးစိုးနေတဲ့အချိန်မှာရှုံးပွဲတွေ့ထားတဲ့ပန်ဒိုဂျာကဒီနေရာကိုမှန်းနေဆိုတာကယူသွချင်းလို့တောင်မှထင်ရှားရှိပါရီဒါပေမဲ့ဒီနေရာမှာပန်ဒိုဂျာရဲ့ mindset စိတ်နေသဘောထားကိုလေးစားမှာဖြစ်ပါရီသူကရှုံးနေမှုကိုတားဆီးလို့မမြင်မဲနဲ့သင်ခန်းစာလို့မြင်ပါရီကမ္ဘာကောင်းဆုံးဖြစ်ခြင်းသူတွေကလက်ရှိခြင်းတွေကိုဘယ်တော့မှကျေနပ်လိမ့်မရှိကြပါဘူးလက်တွေ့မှာပန်ဒိုဂျာအနေနဲ့ P4P number 1ဖြစ်ဖို့အရန်ကိုမှခက်ခဲပါရီအသက်ရွယ်ရလာရေး flyweight တန်းမြန်နှုန်းကိုလိုက်မိဖို့ခက်ခဲလာရေးအကြောင်းဖြစ်ပါရီဒါပေမဲ့ငါ့ရီမန်ချက်ကအဲ့ဒါပဲလို့ကြီးညာရဲတာကသူကိုယ်သူတွန်းအားပေးလိုက်တာဖြစ်ပါရီဘန်ဒိုဂျာရဲ့ကစားမဘွားကိုပြန်ကြည့်မယ်ဆိုရင်သူကဘယ်တော့မှလွယ်လွယ်ကူကူနဲ့အောင်မြင်ခဲ့တဲ့သူမဟုတ်ပါဘူး TUF The Ultimate Fighter ပြိုင်ပွဲမှာရှုံးနေခဲ့ပူပါရီခါသီးရဲ့ရှုံးပွဲတွေကြုံတွေ့ခဲ့ရဘူးတယ်ဒါပေမဲ့သူက The Carnival လူသားစားဘလူးဆိုတဲ့နာမည်အတိုင်းပြိုင်ဘက်ကိုအမြဲတမ်းပြန်လည်တိုက်ခိုက်လေးရှိပါရီဗန်ကိုရှုံးနေမှုကသူ့အတွက်နာကျင်စရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့သူ့ရဲ့စကလုံးတွေမှာတော့အရှုံးပေးခြင်းအရေးအယောင်လုံးဝမတွေ့ရပါဘူးခရီးရှည်တစ်ခုကိုဆိုလိုတာပါဆိုတဲ့စကားကရလက်တစ်ခုလေးကိုပဲမကြည့်ဘဲနဲ့တိုက်ခိုက်ကစားမဘွားတစ်ရှောက်လုံးကိုပုံဖော်နေတာဖြစ်ပါရီဒီရှုံးပွဲကသူ့ကိုပိုပရမစားလောင်လာစေနိုင်ပါရီချန်ပီယံကပတ်ကိုကာကွယ်နေရတဲ့ဖိအားမရှိတော့တဲ့အခါသူကပိုပရမလွတ်လွတ်လပ်လပ်ပိုပရမရဲရင်ပြန်ပြီးတော့ကစားလာနိုင်မှာဖြစ်ပါရီဘန်ဒိုဂျာရဲ့စကားတွေကဗန်လိုလူငယ်တွေရောပရိသတ်တွေအတွက်ပါသင်ခန်းစာယူစရာဖြစ်ပါရီဘန်ဒိုဂျာကကိုယ့်ကိုအနိုင်ယူသွားတဲ့ပြိုင်ဘက်ကိုလေးစားမှုပေးသလိုကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်းမစွန့်လွတ်ပါဘူးအောင်မြင်မှုဆိုတာမြင်းပြောင်တိုင်းသွားတာမဟုတ်ပါဘူးအတက်ကြရှိတဲ့လဲကြတဲ့အချိန်မှာဘလို့စိတ်ဓာတ်နဲ့ပြန်ထားမလဲဆိုတာကသာအဓိကကြပါရီအကျိုးဆိုရင်တော့ဗန်တွက်ကတော့ဒါကကစားမပွားရဲ့အကြီးမားဆုံးနိုင်ပွဲတစ်ခုဖြစ်ပြီးဒီထက်ကောင်းမွန်တဲ့အရာတွေပဲဖြစ်လာဖို့အတွက်တကားဖွင့်ပေးလိုက်တာဖြစ်ပါရီမြန်မာပြည်သက်တွေဂုဏ်ယူရမယ့်အခိုက်အတန့်ပဲဖြစ်ပါရီချိန်ထဲမှာပဲပန်ဒိုဂျာအတွက်လည်းဒီပွဲကညီကောမဟုတ်ပြန်ပါဘူးသူပြောသလိုပဲ P4P ကင်းဖြစ်ဖို့မဖြစ်နိုင်ဘူးလို့ဘယ်သူပြောနိုင်မလဲတမိုင်းမှာအသက်ကြီးမှရှုံးပွဲတွေကနေပြန်လာပြီးတော့အောင်မြင်ခဲ့တဲ့သူတွေဥမာအပြင်တော့ Global Teixeira, Michael Bisping တို့ရှိခဲ့မှုပါရီဘန်ဒိုဂျာရဲ့စကလုံးတွေကတက်တည်ပြနေတာတခုကတော့ချန်ပီယံကပတ်လွတ်သွားနိုင်ပေမဲ့သူ့ရင်ထဲကချန်ပီယံနှလုံးသားကတော့ဘယ်တော့မှလွတ်ကျသွားမှာမဟုတ်ပါဘူးဆိုတာဖြစ်ပါရီဒီကိုရိုကရောဘန်ဒိုဂျာရဲ့စကားတွေပေါ်မှာဘယ်လိုမြင်ကြလိမ့်များပြောပြပေးသွားခဲ့လို့ရပါရီများစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရီများ